မင်္ဂလာညချမ်းလေးပါမျိုးတို့ရေမင်္ဂလာညချမ်းလေးပါမျိုးတို့ရေကျမတရေ6ခံရတယ်သိလားအခုပဲကျမသမင်းစားပြီးတော့လေခဏအပြင်မှာဒီကျမတို့ကော်တာရေးပေါ့အဲတစ်ဖက်ကျမတို့အလွှာရဲ့တစ်ဖက်ပေါ့ကျမတို့နေတော်တော်လှမ်းနေလမ်းလျှောက်ရတာလေအဲကျမသမင်းစားပြီးတော့ဟောလမ်းလေးပါလေးလျှောက်လိုက်အောင်မဲဆိုပြီးတော့လမ်းလျှောက်တာမျိုးတို့ရေကျမကလည်းသူများအိမ်ရှိမှာအပင်လေးတွေတွေ့လို့ရှိရင်ကျမဝါသနာပါတယ်လေအဲ့ဒါဗီဒီယိုလေးရိုက်နေတာဟိုအိမ်ရောက်မှediting လုပ်ပြီးမှပဲလုပ်မယ်ဆိုပြီးတော့ထားတာပေါ့နော်ကျမလည်းဝါသနာရအဲ့ဒါဗီဒီယိုရိုက်လိုက်တယ်ပေါ့နော်အဲ့ကျမတို့လွှာကပဲရိုက်ပြီးတော့ကျမပုံမှန်မဲ့မသိသေးဘူးနော်ကိုယ့်ဘာပဲအလျှောက်ပန်းတာအိမ်လည်းပြန်ရောက်ပြီးတော့ကျမတောင်းနာပြီးတော့ကျမခုနကတော့ရိုက်လာတဲ့ဗီဒီယိုလေးတွေကိုကျမပြန်ပြီးတော့ကြည့်တာပေါ့ရှင်ကြည့်တဲ့အချိန်မှာဘာဖြစ်လဲပဲဆိုတော့ထူးဆန်းတဲ့အရာကျမကစကားပြောရတယ်ကျမစကားပြောလာတယ်နော်ဒါပေမဲ့လေအဲ့အထဲမှာရှိုက်တန်တိလားအတန်လေရှိုက်တန်ငိုတဲ့အတန်လိုမျိုးကြောင်တစ်ကြောင်မှာထိုင်နေနေလေအဲ့လိုရှိုက်တန်လိုမျိုးကျမကြားရပါတယ်ရှင်အဲ့ဒါမှကြည့်ကျမပြမယ်ကျမမျိုးတို့ပြမယ်ဒါလေးကတော့သူများအိမ်ရှိပါမျိုးတို့အိမ်မှာကျန်းရှိုက်နေနေဒီရှာနာတော့ရှိနော်ထူးထူးဆန်းဆန်း6ပန်း6လေးကျမတို့ဖျားရှိကိုပေးလိုက်ပါတယ်အိမ်မှာပေါ့အယောင်မတည်တယ်ဆိုတော့ဒီလိုတည်ရဝိညာဉ်နေရှိလဲအေးချမ်းဖြစ်အောင်ဆိုပြီးတော့ကျမတို့အိမ်မှာပဲဆူတောင်းပေးလိုက်ပါတယ်အဲ့ဒါတယောက်တည်းသွားတာလမ်းလျှောက်တာလေးမကြောက်ပါဘူးကျမတော့အဲ့လည်းမြစ်တာပါပို့ပေးလိုက်တော့ပါရှင်အဲ့ကျမကြုံခဲ့ရတဲ့အကြောင်းကိုကျမပြောပြတာမျိုးတို့သိလားအဲ့ဒါမျိုးကြီးကဲမင်္ဂလာညချမ်းလေးပါနော်မျိုးတို့မကြောက်ကြနဲ့နော်ညာကြီးမို့ချုပ်ဝိညာဉ်နေရာရှိတယ်တကယ်လို့ရှိတာကျမခဏခဏလက်တွေ့ပဲကြုံရတာလေအဲ့လိုမျိုးသူတို့တက်ဆူတောင်းပေးလိုက်တယ်ပေါ့ရှင်အိမ်မှာဖျားတော့တော်ရလဲပြီးတော့ကျမဆူတောင်းမြတ်တာပို့ပေးလိုက်တယ်သူတို့အတွက်ပေါ့နော်အတန်ပေးတယ်ဆိုရဲကသူတို့အတွက်ကိုဆူတောင်းပေးဖို့လိုအပ်တယ်ထင်တယ်နားပါလေအဲ့လိုမျိုးကျမကြုံခဲ့ရတာနော်အဲ့ဒါကိုချက်ချင်းကျမပြတာမျိုးတို့တင်ပေးတာအဲ့လိုမျိုးကြုံခဲ့ရပါတယ်လို့ Okay good night နော်မျိုးရီ good night ကဲအေးချမ်းအိတ်ဆက်နိုင်ကြပါစေနော်ရှူရှူတပေါက်လည်းသတိထားအောင်နော်ကြောက်နေကြအောင်မယ်